1 8 4 1 8 4ဆိုတော့ဒီမှာ4သလုံးပါတာပေါ့နော်ဒီမှာ4သလုံးကဲဒါကတော့1 8 4ထွက်တဲ့အပတ်ဟာပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီတစ်ပတ်တော့ကြည့်လိုက်ရအောင်ဗျာအားလုံးပဲမင်္ဂလာပါကဲဒီနေ့တော့ကျွန်တော်ပြီးခဲ့တဲ့အပတ်မှန်ခဲ့တဲ့ကီးရဲ့အဆက်ကိုတင်ပေးလိုက်မှာပေါ့နော်ဒါကတော့အရင်လူကောင်းတွေမသိရလူတွေအတွက်ပေါ့နော်ကျွန်တော်အစနေပြန်ပြီးတွက်ပြလိုက်မယ်ဗျာစိတ်ဝင်စားရင်တော့ဗီဒီယိုဆုံးထိလိုက်ကြည့်ပါလို့နော်ကဲဝင်လာညီကိုတွေပေါ့နော်အပန်းမချင်း channel လေးကို subscribe လိုက်လေးနှိပ်ခဲ့ပေးပါလို့မြတ်တာရက်ခံပါတယ်ကဲဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒါကတော့ထိုင်းတီအရှိ3လုံးဒါကတော့ထွက်ကနန်း 3D 3လုံးပေါ့နော်ဆိုတော့ဒီထိုင်းတီရဲ့အရှိ3လုံးကခါကိုယူမယ်ဗျအလဲထိုင်ကို2ခါယူမယ်ပြီးရင်ဒီထွက်ကနန်းရဲ့အနောက်ဘက်ကိုတစ်ခါယူမှာပေါ့နော်ဆိုတော့ဒီမှာ3နဲ့3ပေါင်းတော့6 6နဲ့9နဲ့ပေါင်းတော့15ဆိုတော့9 3ညပေါ့နော်9ရက်ပါဝါ3ညဆိုတော့9 3ည9 3ညဆိုတော့အဲ့ဒီပတ်ထွက်သွားတာက9 1 4ပေါ့နော်9 1 4 9 1 4ဆိုတော့ဒီမှာ9သလုံးပါတာပေါ့နော်9 1 4ဆိုတော့9သလုံးပါတယ်ကဲဆိုတော့ဒီတစ်ပတ်မှာအဲ့ဒီ9 1 4ပေါ့နော်9 1 4ဆိုတော့ဒီမှာဒီတိုင်းပဲပေါ့နော်အရှိ3လုံးရဲ့ခါကို2ခါယူမယ်ထွက်ကနန်းရဲ့အနောက်ဘက်ကိုတစ်ခါယူမှာပေါ့နော်ဆိုတော့9နဲ့လီဆိုရင်18နဲ့4နဲ့ပေါင်းတော့22ပေါ့နော်22ဆိုတော့နှစ်ခွန်ပေါ့နော်နှစ်ခွန်ဆိုတော့အဲ့ဒီပါထွက်သွားတာက6တက်နှစ်ပေါ့နော်6တက်နှစ်6တက်နှစ်ဆိုတော့ဒီမှာပေါ့နော်နှစ်တစ်လုံးပါညီကိုတို့မှတော့ဗောနော်ကျိုင်းမှာပဲ3ပါလို့เนาะကျွန်တော်ဟာ3ပါကျွန်တော်ဟာမှန်ပါလို့ကျွန်တော်အာမမခံဘူးဗောနော်မားတာရှိသလိုမှန်တာလည်းရှိမှာဗောနော်မားတော့အပြစ်ပြောကြီးမှန်မှအကောင်းမြင်တာကြတော့အဆင်မပြေဘူးလေနော်လူဆိုတာအမားနဲ့မกินဘူးအဲ့ဒါတော့နားလဲထားသိချင်ပါတယ်လေနော်ကျွန်တော်ကိုလည်းတကယ်ကျိုင်းမှာပဲအားပေးပါလို့ပြောချင်ပါနော်မကျိုင်းတော့မကြည့်ပါနဲ့နော်ကျွန်တော်ထိုင်ပြီးအပြစ်တော့မပြောကြပါနဲ့လို့ပြောချင်ပါတယ်ကဲဆိုတော့ဒီမှာဆိုလဲဒီတိုင်းပဲပေါ့နော်ဒီမှာဆိုလို့ရှိရင်3ညကို2ခါယူမှာပေါ့နော်3ည2ခါယူမယ်ပြီးရင်နှစ်ကို1ခါယူမယ်ဆိုတော့3ညနဲ့နဲ့ပေါင်းတော့နှစ်ပဲပေါ့နော်ဆိုတော့ဒီတစ်ပတ်ရဲ့အဲ့ဒီပတ်မှာလဲကီယာနှစ်ခွန်ပဲပေါ့နော်နှစ်ခွန်ဆိုတော့ထွက်တာက3ညခွန်ပေါ့နော်3ညခွန်3ညခွန်ဆိုတော့ဒီမှာခွန်တစ်လုံးပါတာပေါ့နော်ဗီဒီယိုကြည့်လို့အဆင်မပြေနားလည်ပေးပါလို့ကျွန်တော်ကတစ်ဖက်ဗီဒီယိုရယူတစ်ဖက်ကစာရေးနေတာဆိုတော့လေဗီဒီယိုမငြိမ်တာပါတာရှိမှာပေါ့နော်အဲ့ဒါကိုနားလည်စီချင်ပါတယ်လို့ကဲဒီမှာဆိုလို့ရှိရင်3ကို2ခါပေါင်းမယ်ပြီးရင်အနောက်ဘက်9ကိုတစ်ခါပေါင်းမယ်3နဲ့3ပေါင်းတော့6နဲ့9နဲ့ပေါင်းတော့73ပေါ့နော်73ဆိုတော့38ပေါ့နော်38ဆိုတော့အဲ့ဒီပတ်ထွက်သွားတာက38ခွန်ပေါ့နော်38ခွန်မှာဆိုရင်ပေါ့နော်38ခွန်မှာဆိုလို့ရှိရင်နှလုံးလုံးဝင်တာပေါ့နော်3လဲဝင်တယ်8လဲဝင်တာပေါ့နော်ကဲဒါကတော့ပေါ့နော်အရင်ပြီးတဲ့အပတ်ဒီနီးကိုကျွန်တော်တင်ထားပေးယူပါရပေါ့နော်ကျွန်တော်ဗီဒီယိုကြည့်တယ်မှာဆိုရင်တော့သိမှာပေါ့နော်မကြည့်တယ်မှာတော့ပြောမတတ်ဘူးအဲ့ဒါကတော့ကဲဒီမှာဆိုလို့ရှိရင်3ညခွန်38ခွန်ဆိုလို့ရှိရင်3ညကို2ခါယူမယ်ပြီးရင်ခွန်ကို1ခါယူမယ်3ညနဲ့ခွန်နဲ့ပေါင်းတော့ခွန်ပဲပေါ့နော်ခွန်ဆိုတော့ခွန်နှစ်ပေါ့နော်ပါဝါနဲ့ဆိုရင်တော့ခွန်နှစ်ပေါ့ခွန်နှစ်ဆိုတော့အဲ့ဒီပတ်ထွက်သွားတာကခွန်3ညပေါ့နော်ခွန်3ညခွန်3ညဆိုတော့ဒီမှာခွန်တစ်လုံးပေါ့နော်ကဲခွန်3ညဆိုတော့ခွန်တစ်လုံးကဲပြီးရင်ဒီမှာဆိုလို့ရှိရင်
တစ်ခွန်3ခွန်ခွန်3ညဆိုလို့ရှိရင်အလဲအဲ့ဒီအရှိ3လုံးရဲ့အလဲကို2ခါပေါင်းပြီးရင်3ညအနောက်ပိတ်ကိုတစ်ခါပေါင်းပါနော်ဆိုတော့9နဲ့4 14 14နဲ့3ညနဲ့ပေါင်းတော့14ပဲပေါ့နော်14ဆိုတော့4 9ဖြစ်ရမှာပေါ့နော်4 9ဆိုတော့ဒါအခုပြီးခဲ့တဲ့ပတ်ထွက်သွားတဲ့ဟာပေါ့နော်184ပေါ့184ဆိုတော့ဒီမှာ4သလုံးပါတာပေါ့နော်ဒီမှာ4သလုံးကဲဒါကတော့184ထွက်တဲ့အပတ်ဟာပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီတစ်ပတ်တော့ကြည့်လိုက်ရအောင်ဗျာဒီတစ်ပတ်တော့ကဒီမှာဆိုလို့ရှိရင်8ခွန်184ပေါ့နော်8ခွန်ကအရှိ3လုံး184ကအနောက်3လုံးပေါ့နော်ဆိုတော့အရှိ3လုံးရဲ့ခါကို2ခါပေါင်းမယ်ဒီမှာဆိုလို့ရှိရင်8နဲ့4 16နဲ့4နဲ့ပေါင်းတော့20ပေါ့နော်20ဆိုတော့3ညပေါ့3ညပါဝါနဲ့ဆိုရင်5ပေါ့နော်3ည5ကဲဒါတော့စောက်ကြည့်ရမှာပေါ့နော်ဒီတစ်ပတ်အတွက်တော့ဒီတစ်ပတ်အတွက်ကီးရဆက်မှန်မလားဆက်ပဲအောင်မလားဆိုတာကတော့စောက်ကြည့်ရမှာပေါ့နော်ကဲညီကိုလိုပေါ့နော်ကြိုင်မှာပဲ3ပါလို့ပြောချင်ပါတယ်မမမအမားမှန်လက်ခံနိုင်မှာပဲ3သိချင်ပါတယ်လို့ကဲဒါဆိုလို့ရှိရင်ဒါနောက်တနည်းကြည့်လိုက်ရအောင်ဗျာကဲတရားမှာဆိုလို့ရှိရင်3ညကိုထွက်တဲ့အပတ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာတရားဆိုလို့ရှိရင်အစောအတိုင်းပဲပေါ့နော်အရှိ3လုံးပဲအဓိကပေါင်းမှာပေါ့နော်ဆိုတော့ဒီမှာ8နဲ့3ည866ဆိုလို့ရှိရင်အရှိ3လုံးဒီမှာအလဲထိုင်ရနောက်ပိတ်ရပေါ့နော်2ရ3ညရပေါင်းနှစ်ပေါ့နော်နှစ်ဆိုတော့ကျွန်တော်တို့နှစ်3လို့နှစ်4လို့မယူဘဲနဲ့ဥမာနှစ်ဆိုလို့ရှိရင်နှစ်ထဲကို2ဆလျှော့ယူလိုက်ဗျာနှစ်ဆိုရင်နှစ်တဲ့3ညပေါ့နော်ဆိုတော့ဒီမှာ3ည9ပြီးရင်ဒီမှာဆိုလို့ရှိရင်3နဲ့3ပေါင်းတော့6ပေါ့နော်6ဆိုတော့က6 5လည်း6ခွန်လည်းမယူ6 5လည်းမယူ6 4ဆိုယူလိုက်ပေါ့နော်6 4ဆိုတော့အဲ့ဒီဘက်ထွက်တာက9 1 4ပေါ့နော်9 1 4ဆိုတော့ဒီမှာ4သလုံးပေါ့နော်ကျွန်တော်ကိုဘယ်သူပဲအပြည့်မမြင်ကျွန်တော်ဂယူးမဆိုင်ပါဘူးလို့နော်ကျွန်တော်ကတနည်းများတနည်းတော့အမြဲတမ်းသိနေမှာပဲဗျာကြိုင်တော့အပေးပါလို့နော်ကဲဒီမှာဆိုလို့ရှိရင်အရှိ3လုံးပဲပေါ့နော်ဒီမှာဆိုလို့အလဲထားရင်နောက်ပိတ်ရပေါ့နော်9နဲ့2နဲ့ပေါင်းတော့17ပေါ့17ဆိုတော့1ဆိုတော့1 3ည9ပေါ့နော်1 9ပေါ့1 9ဆိုတော့အဲ့ဒီပတ်ထွက်တာ6တက်နဲ့6တက်နဲ့ပေါ့နော်6တက်နဲ့ဆိုတော့ဒီမှာ1တလုံးပေါ့နော်ဒီမှာ6တက်နဲ့ဆိုတော့ဒီမှာ1တလုံးကဲဒီမှာဆိုလို့ရှိရင်3ညနဲ့9နဲ့ပေါင်း9ပဲပေါ့နော်9ဆိုတော့9 8ခွန်ပေါ့နော်9ခွန်ဖြစ်ရမှာပေါ့9ခွန်ပေါ့နော်9ခွန်ဆိုတော့အဲ့ဒီဘက်ထွက်တာက38ခွန်ပေါ့နော်38ခွန်ဆိုတော့ဒီမှာခွန်တစ်လုံးပေါ့နော်ဒီမှာခွန်တစ်လုံးကဲပြီးရင်ဒီမှာဆိုလို့ရှိရင်3ရ6ရပေါင်းပေါ့နော်3နဲ့6နဲ့ပေါင်း9ပေါ့နော်9ဆိုတော့ဒီဘွားအတိုင်းပဲ9ခွန်ပဲဖြစ်ရမှာပေါ့နော်9ခွန်ဆိုတော့အဲ့ဒီဘက်ထွက်သွားတာက38ခွန်ပေါ့မဟုတ်ပါဘူးsorry ဗျာအစောမှားသွားလို့ဒီမှာ38ခွန်ပေါ့နော်ဒီမှာ38ခွန်ဒီမှာက sorry ပါဒီမှာ3ညခွန်ဖြစ်ရမှာပေါ့နော်3ညခွန်ကဲ3ညခွန်ဒီမှာ38ခွန်ပေါ့နော် sorry ပါဒီမှာ3ညခွန်ဒီမှာ38ခွန်ပေါ့နော်ဆိုတော့ဒီမှာခွန်တစ်လုံးကဲ
ပြီးရင်ဒီမှာဆိုလို့ရှိရင်ခွန်3ညထွက်တဲ့အပတ်ပေါ့နော်ဒီမှာဆို3ညနဲ့9နဲ့ပေါင်းတော့9ပေါ့9ဆိုတော့ခွန်နှစ်ဆရှော့ယူလိုက်မှဆိုရင်5ပေါ့နော်ခွန်5ဆိုတော့အဲ့ဒီပတ်ထွက်သွားတာခွန်3ညပေါ့နော်ခွန်3ညခွန်3ညဆိုတော့ဒီမှာခွန်တစ်လုံးပေါ့နော်ဒီမှာခွန်တစ်လုံးပေါ့ကဲဒါကတော့ခွန်3ညတွက်တဲ့ပတ်ဟာပေါ့နော်ကဲပြီးရင်ဒီမှာဆိုလဲတစ်ခွန်3ခွန်3ညဆိုတော့ဒီမှာခွန်ရ3ရက်ကိုပေါင်းပါပေါ့နော်ခွန်ရ3ရက်ပေါင်း30ပေါ့နော်30ဆိုတော့3ညဆိုတော့3ည9 8ပေါ့နော်3ည8ပေါ့3ည8ဆိုတော့ဒါအခုပြီးခဲ့တဲ့ပတ်ထွက်လာတာပေါ့နော်184ပေါ့184ဆိုတော့ဒီမှာ8တလုံးပေါ့နော်ဒီမှာ8တလုံးပေါ့ဒါတော့184ထွက်တဲ့ပတ်ဟာပေါ့နော်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီအခုလာမဲ့12ကြိမ်အတွက်ပေါ့နော်ကြည့်လိုက်ရအောင်ကဲကိုရိုမာတို့ပေါ့နော် channel လေးကိုလည်း subscribe လေးနှိပ်ခဲ့ပေးပါဦးလို့ကဲဒီမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်8နဲ့9နဲ့ပေါင်းတော့15ပေါ့နော်15ဆိုတော့5ရယ်5ဆိုတော့5 4 3ပေါ့နော်5 3ကဲဒါကတော့စောက်ကြည့်ရမှာပေါ့နော်ဒီတစ်ပတ်အတွက်ကတော့ကဲဒီမှာ5 3ရယ်5 3ကီယာတနည်းရယ်ပြီးတော့5 3ညကီယာတနည်းရယ်ပေါ့နော်တကယ်လို့ဆက်မှတ်ရင်တော့ကျွန်တော်စိတ်ထင်ပြောရမယ်ဆိုရင်တော့5လာဖို့ရခိုင်နှုန်းများတာပေါ့နော်ကဲအဲ့ဒါတော့မာနာမားတာကတော့ကံတရားပဲပေါ့နော်ကျွန်တော်တွေးတာမြင်တာလေးတင်ပြရခြင်းဖြစ်ပါတယ်လို့အဲ့ဒါကိုတော့အားလုံးကြိုက်မှပဲသုံးပါလို့ပေါ့နော်မကြိုက်ရင်လည်းသဘောပါပဲကဲဒါဆိုလည်းဒီလောက်ပါပဲပေါ့နော်ဗီဒီယိုဆောင်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်လို့အားလုံးပဲပေါ့နော်ကိုပါဗီဒီယိုလေးတင်ချင်လဲပါတင်စီချင်လဲဆိုတာကျွန်တော်ကိုပေါ့နော် comment ထဲမှာရေးပေးပါလို့ကျွန်တော်ကြိုးစားပြီးတင်ပေးပါမယ်လို့နော်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲ good luck ပါလို့နောက်ဗီဒီယိုတစ်ခုမှထပ်ပြီးတွေ့ကြပါမယ်